ပြင်သစ်နိုင်ငံကခေါင်းပြက်ဖုန်ကြီးတစ်စိမ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အမိုင်းချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။လွန်ခဲ့တဲ့ရာစုနှစ်များစွာကပြင်သစ်နိုင်ငံရဲ့ဘာသာရေးဖုန်ကြီးကျောင်းတစ်ခုမှာတင်းအုပ်ဖုန်ကြီးတစ်ပါးကသူ့ရဲ့ကျူးလွန်ခဲ့တဲ့အဖြစ်ကြောင့်အာဏာပိုင်တွေရဲ့ခေါင်းပြက်ကွပ်မျက်တာကိုခံခဲ့ရပူပါတယ်။အဲ့ဒီချိန်ကနေစပြီးတော့ညတကောင်ရဲ့အချိန်မှာမြို့ထဲမှာခေါင်းပြက်ကြီးကိုကင်ပြီးတော့လှည့်လေသွားလာနေတဲ့တရေတကောင်ကိုမြင်ကြရတာဖြစ်ပါတယ်။ဒီကောင်းပြက်တရေကြီးရဲ့အကြောင်းကနည်းပညာထွန်းကားတဲ့ယနေ့ချိန်ထိပြင်သစ်နိုင်ငံမှာထင်ရှားနေစေပါ။ဆိုတော့ဒီအကြောင်းကိုပုံမသိရဖို့အတွက်စောင်းလေးချုံနှကြလေးတက်ပြီးဗီဒီယိုကိုစုံတဲ့အထိအတူကြည့်လိုက်ကြရအောင်ပါ။ပြင်သစ်နိုင်ငံ Paris မြို့ကမော်မခရိုင်မှာတစ်ချိန်တုန်းကရှေးဟောင်းဘာသာရေးဘုန်းကြီးကျောင်းတစ်ကျောင်းရှိခဲ့ပူပါတယ်။အလဲခေတ်တုန်းကအဲ့ဒီကျောင်းမှာရှိတဲ့ဘာသာရေးဘုန်းကြီးတစ်ပါးကခွင့်မလွတ်နိုင်စရာအပြစ်တစ်ခုကိုကျူးလွန်ခဲ့တဲ့အတွက်ဒေသရဲ့အာဏာပိုင်တွေကနောက်လူတွေကသူ့လိုအပြစ်မျိုးမလုပ်ရဲတော့အောင်လူမြင်ကွင်းမှာခေါင်းဖြတ်ကွပ်မျက်ခဲ့ပါတယ်။သူ့ရဲ့အလောင်းကိုခေါင်းတခြားကိုယ်တခြားနဲ့တနေရာစီမှာကူသွင်းပြီးတော့မြုပ်နှံခဲ့တာပါ။ဘာသာရေးဓလေ့ထုံးတမ်းနေအရာသူ့ရဲ့ဝိညာဉ်ကိုကောင်းရာမွန်ရာရောက်ဖို့ဆုတောင်းပေးခဲ့ကြပေမဲ့ဘုန်းတော်ကြီးရဲ့ဝိညာဉ်ကတော့ဒီနေ့ချိန်ထိမကျွတ်လွတ်သေးပါဘူး။တချို့သောညတွေမှာခေါင်းပြတ်ကြီးကိုလက်ကပိုက်ပြီးမြို့ထဲမှာရှောက်သွားနေတဲ့တရေတကောင်ကိုမကြာခဏတွေ့ရတတ်ပါတယ်။ဘေးနားမှာသူရှိနေပြီဆိုရင်ပတ်ဝန်းကျင်တစ်ခုလုံးအေးဆက်ဆက်ကြီးဖြစ်သွားပြီးတော့နားထဲမှာလည်းဘာအတန်မှမကြားရအောင်ဥသွားပါတယ်။ခေါင်းပြက်ဖုန်ကြီးတရေနဲ့ကြုံခဲ့ရတဲ့သူတွေပြောတာကတော့အဲ့ဒီဝိညာဉ်ရဲ့ခန္ဓာကိုယ်ကနေထူးဆန်းတဲ့အမွေးရနံ့တစ်မျိုးရတတ်တယ်လို့ဆိုပါတယ်။မုံမမှာတစ်နှစ်ပတ်လုံးဘာမှထူးခြားနေအောင်မျိုးမရှိပေမဲ့စောင်းရသည်ရဲ့အေးဆက်တဲ့ညတွေကိုရောက်ရင်တော့မြို့တွေကလမ်းကြိုလမ်းကြားမှာသူ့ကိုတွေ့ရတတ်ပါတယ်။ခေါင်းပြက်ဖုန်ကြီးတစ်စီဟာသူ့ရဲ့ရှေးဟောင်းဘာသာရေးဝတ်စုံကိုဝတ်ဆင်ထားပြီးတော့လက်ထဲမှာလည်းသွေးတွေအလိမ့်လိမ့်ပေးကျန်နေတဲ့ဦးခေါင်းကြီးကိုပိုက်ထားပါတယ်။ကြောက်ခင်းလမ်းပေါ်မှာခက်ဖြည်းဖြည်းသွားနေပြီးတော့တစုံတစ်ယောက်ကိုရှာဖွေနေတဲ့ပုံပေါ်ပါတယ်။ Paris မြို့ကိုလာရောက်ကြတဲ့ခရီးသွားဧည့်သည်တွေဒေသခံတွေဟာအဆိုပါခေါင်းပြက်တစ်စီနဲ့မကြခဏပတ်ပြီးတိုးတက်ပါတယ်။ဒါပေမဲ့ဒီတရေဟာလူတွေကိုတန်ရာအနာတရားဖြစ်အောင်တော့လုံးလေးမရှိပဲသူ့လမ်းကိုသူဆက်လျှောက်နေရကြောင်းမြို့ကန်ဒီအတွက်တော့ထူးဆန်းပြီးတော့မနေတော့ပါဘူး။မိတ်ဆွေတို့လည်း Paris ကိုရောက်ရင်အဲ့ဒီခေါင်းပြက်ဖုန်ကြီးတစ်စီနဲ့ကြုံတဲ့အခါကြောက်လက်မနေပဲသူ့အတွက်အမျှဝေပေးဖို့ပြောချင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင့်နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်